ချိန်စာမပြေရဲ့ညို့တွေအမုန်းထားလို့ဝေးခဲ့ရတာလားအချစ်ဆိုတာလေလေတကယ်ကိုကြုံမသိတဲ့ဆိုင်သူရှိတဲ့မင်းကိုမှဆွေးလဲငါချစ်ခဲ့မိလေပြီဒီချိန်မှာတို့နဲ့ရောက်တွေ့လေလားဆိုင်သူမရှိခဲ့တော့ကဘယ်စီကိုမင်းလေးရောက်နေချိန်စာမပြေအညိုးတွေကြောင်လားလေတကယ်ကိုခံစားရစေစူတောင်းလို့မင်းထားခဲ့တာလားလေအစာတော့ငါတွေ့ခဲ့ရင်က